အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့အရှိတောင်အာရှမှာရှိတဲ့တော်လေးစိတ်ဝင်စားဖို့ကောင်းပြီနိုင်ရေးရလဲအရေးပါတဲ့ဘာသာစကားမိသားစုတစ်ခုအကြောင်းပြောပြသွားခြင်းပါတယ်အဲ့ဒါကတော့ဝေးလဝဘာသာစကားမိသားစုပါပဲဟုတ်ပါတယ်ဒီဘာသာစကားကလူတစုရဲ့ကိုယ်ပိုင်လက္ခဏာအတွက်နောက်ပြီးတော့သူတို့ရဲ့နိုင်ငံရေးရည်တည်မှုကဘလောက်တောင်အရေးပါနေတယ်ဆိုတာကိုကျွန်တော်တို့အထူးထူးလေးလာကြည့်ရအောင်ပါကဲဒီနေ့ကျွန်တော်တို့ဘာတွေပြောကြမလဲဆိုတော့အပိုင်း1မှာဒီဘာသာစကားမိသားစုဘလို့ပေါ်တာတယ်လဲဆိုတာငါနဲ့စမယ်ပြီးအပိုင်း1မှာဝါနဲ့လာဝါလူမှုလေးအကြောင်းမိတ်ဆက်ပေးမယ်အပိုင်း3မှာကျတော့ဒီဘာသာစကားကနိုင်ငံတော်အဆင့်ထိဘလို့အရေးပါလာတယ်လဲကြည့်ကြမယ်ပြီးတော့အပိုင်း4မှာသူတို့ရဲ့တကယ်ကိုထူးခြားတဲ့အတန်ထွက်စင်တယ်အပိုင်း9မှာစာရေးစင်တယ်နောက်ဆုံးအပိုင်း6မှာတော့ဘာသာစကားဆိုတာဘာကြောင့်ကိုယ်ပိုင်လက္ခဏာဖြစ်နေရတယ်လဲဆိုတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းလေးကိုစလိုက်ကြရအောင်ဝက်ထားတော့ဘာသာစကားမိသားစုတော်လေးစစ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်နော်ဆိုတော့ဒီဘာသာစကားမိသားစုကိုမပြောခင်မှာရေပွေအဖင်ဘာသာစကားတွေကဘယ်ကနေလာကြလဲဆိုတာအရင်ကြည့်လိုက်ကြတာပေါ့ဟုတ်ပါပြီကဘာပေါ်မှာဘာသာစကားကြီးထောင်းနေချီပြီးရှိနေတယ်လေအဲ့တော့သူတို့တွေကဘယ်ကနေဆင်တက်လာကြတာလဲဒါကဘာသာဗေဒမှာတကယ်ကိုအခြေခံကြတဲ့မျိုးဟုံးတစ်ခုပဲဘာသာစကားတွေကတစ်ခုချင်းစီတီးခြားပေါ်လာတာမျိုးမဟုတ်ပါဘူးသူတို့မှာမိသားစုတွေမျိုးနွယ်တွေလိုမျိုးအချင်းချင်းအပြန်အလှန်ဆက်ဆက်မှုတွေရှိနေကြတာပါဘာသာစကားတွေကိုလေအကဲ့အခက်တွေအများကြီးနဲ့တစ်ပင်ကြီးတပင်လို့မြင်ရောက်ကြည့်လိုက်လို့ရပါတယ်အဲဒီမှာမှအရှေ့တောင်အာရှမှာဆိုရင် Austro-Asiatic ဆိုတဲ့ဘာသာစကားမိသားစုကြီးအကြီးကြီးတစ်ခုရှိတယ်ဗီယက်နမ်စကားတို့ခမာစကားတို့တော့ဒီမိသားစုထဲကပဲအခုကျွန်တော်တို့ပြောမဲ့ဝေးလဝဘာသာစကားဆိုတာကလည်းအဲဒီ Austro-Asiatic တစ်ပင်ကြီးပေါ်ကတကယ်ကိုအရေးပါတဲ့အကိုက်အခက်တစ်ခုဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီဘာသာစကားမိသားစုရဲ့အဓိကဇက်ဆောင်လေးလို့ပြောရမယ်ဝိုင်းနဲ့လဝိုင်တို့အကြောင်းကိုအနည်းကလေးလာကြည့်လိုက်ကြရအောင်ဟုတ်ကဲ့ဒီမိသားစုမှာအဓိကအုပ်စုကြီးနှစ်ခုရှိတယ်ပေါ့ဗျာတစ်ဖက်ကဝေးအုပ်စုဒါမှမဟုတ်ဝေးမူရင်အုပ်စုပေါ့သူတို့ကလူဦးရေပုံများတယ်နိုင်ငံရေးရလည်းပုံမျိုးထင်ရှားတယ်အဓိကနေထိုင်တာကမြန်မာတရုတ်နဲ့ဆက်ကကုန်းမြင့်ဒေသတွေမှာနောက်တစ်ဖက်မှာကျတော့လူဦးရေအုပ်စုသူတို့ကတော့နေရာဒေသအနှံ့ပိုပြီးပြန်ကျဲနေထိုင်ကြတယ်တရုတ်မြန်မာနဲ့ဆက်ကနေထိုင်းနိုင်ငံမြောက်ပိုင်းအထိကိုတွေ့ရတယ်ပြီးတော့သူတို့ရဲ့ကြေးစီသွန်းတာတို့လိုမျိုးယဉ်ကျေးမှုဒလေထုံတန်းတွေကြောင့်လူတီများပါတယ်အဲ့တော့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကအခေါ်ဝေါ်ပဲတချို့ကပလောင်ချစ်ဘာသာစကားအုပ်စုဆိုပြီးကြားဘူးကြားမှာပါဒါပေမဲ့အခုနောက်ပိုင်းဘာသာဗေဒပညာရှင်တွေကတော့ဝါလဝဆိုတဲ့အတုံးလုံးကိုပို့ပြီးတော့သုံးလာတယ်ဘာလို့လဲဆိုတော့လေဒီဝါလဝအုပ်စုကပလောင်တမမို့တအန်းဘာသာစကားတွေနဲ့ဆက်ဆက်မှုတော့ရှိပေမဲ့ညီကိုလိုတိုင်းရိုင်းမဟုတ်ပဲဝမ်းကွဲတော်တလိုမျိုးတီချအုပ်စုတစ်ခုအနေနဲ့ယက်တည်နေလို့ပါပဲဆိုတော့ဝါလဝလို့သုံးလိုက်တာကပို့ပြီးတိကျတယ်လို့ဆိုလိုတာပါဟုတ်ပြီအပိုင်းထုံးကိုရောက်လာပါပြီနိုင်ငံတော်တစ်ခုဤဘာသာစကားဒီမှာတော့ဒီစကားကိုပြောတဲ့လူဦးရေသူတို့နေတဲ့ပထဝီပင်အနေထားနဲ့အထူးသဖြင့်နိုင်ငံရေးအာဏာနဲ့ဘလို့ဆက်နေတယ်လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြပါမယ်ဝေါဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်ပါအောင်တတန်းရှောင်ဟုတ်ပါတယ်ဝေါ်ဘာသာစကားပြောဆိုသုံးဆွဲသူအရေးအတွက်ကအနည်းဆုံးတတန်းချိုရှိတယ်လို့ခန့်မှန်းရပါတယ်ဒါကြောင့်ပဲဒီဘာသာစကားမိသားစုတစ်ခုလုံးမှာသူကဩဇာအရှိဆုံးအဓိကလွှမ်းမိုးထားတဲ့ဘာသာစကားဖြစ်နေတာပေါ့ဒီဘာချမှာဆိုရင်ခြာနာမှုကိုတော်တော်လေးရှင်းရှင်းလင်းလင်းတွေ့ရမှာပါဝါစကာပြောသူကတတန်းကျော်အများကြီးပဲအဲ့ဒါနဲ့ရှင်းလိုက်ရင်လော့စကာပြောသူကတော့ညတန်းလောက်ပဲရှိပါတယ်ဒါပေမဲ့တော့လူဦးရေအဖြစ်နည်းသွားပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာစကားကိုအခုချိန်ထိခိုင်ခိုင်မာမာထိန်းသိမ်းထားနိုင်တာကတော့တကယ့်ကိုလေးစားစရာကောင်းပါတယ်ကဲသူတို့တွေဖန်နီယာတွေမှာအဓိကနေထိုင်ကြတယ်ဆိုတာမြေပုံပေါ်မှာကြည့်လိုက်တယ်လို့မျိုးကြည့်ကြရအောင်အဓိကနှလုံးသွင်းဖို့နေရာကတော့မြန်မာတရုတ်နယ်စပ်ကဝါကုန်းမင်းဒေသပါပဲသူတစ်ဖြင့်ကိုပိုင်အုပ်ချုပ်ခွင့်ရဝါပြည်နယ်မှာဆိုရင်ဝါဘာသာစကားဟာယုံထုံဘာသာစကားဖြစ်နေပြီပညာရေးမှာရောအုပ်ချုပ်ရေးမှာရောကြည်ကြည်ပြန့်ပြန့်တုံးနေပြီဆိုတော့ဒါကသူ့ရဲ့နိုင်ငံရေးအရာအရေးပါမှုကိုတော်တော်လေးမိမောင်းထိုးပြနေတာပေါ့အဲ့ဒီပြင်မြောက်ပိုင်းထိုင်းနိုင်ငံရဲ့ချင်းမိုင်လိုနေရာတွေမှာဝါတိုင်းဝိုင်းရှိသလိုတရုတ်နိုင်ငံရဲ့တောင်ပိုင်းယူနန်ပြည်နယ်မှာလည်းတွေ့နိုင်ပါလေတဲ့ကဲနဲ့အခုဘာသာဗေဒရှုချောင်းကနေနည်းနည်းကြည့်ကြရအောင်ဘာလို့များသူသေးတီတွေကဒီဝီလာဝဘာသာစကားတွေကိုဒီလောက်တောင်စိတ်ဝင်စားပါလစ်လာနေကြရတာလဲအဖြေကသူတို့ရဲ့ထူးခြားတဲ့အတန်စနစ်နဲ့ဖွဲ့စည်းတိဆောက်ပုံထဲမှာရှိနေပါတယ်ဒီဘာသာစကားရဲ့အခြေခံ DNA လို့ပြောလို့ရတဲ့အချက်၃ချက်ကိုကြည့်အောင်ပထမတစ်ခုကဝါကြဖွဲ့စည်းပုံဒါကအင်္ဂလိပ်စာလိုပဲ subject verb object SVO ပုံစံမျိုးသွားပါတယ်နောက်တစ်ခုကစကားလုံးဖွဲ့စည်းပုံသူတို့စကားလုံးအများစုကကျုပ်စကားလိုပဲတလုံးချင်းတတန်ထွက်တီးနဲ့ပြောတာမျိုး monosyllabic တွေများတယ်အရေးကြီးဆုံးနဲ့အထူးခြားဆုံးကတော့အတန်စနစ်ပါ
စကလုံးတွေရဲ့အရှိမှာဖြေးနှလုံးသုံးလုံးဆင့်ထားတဲ့ဖြေးတွေရဲ့အတန်းတွေအများကြီးသုံးကြပါတယ် ဒါပေမဲ့ဝဲလဝါဘာသာစကားလေးမှာတကယ်ကိုအန်အိုစရာအကောင်ဆုံးအထူးခြားဆုံးအတန်စင်တဲ့တစ်ခုရှိပါသေးတယ်အဲ့ဒါကိုဘာသာဗေဒမှာ register system လို့ခေါ်ပါတယ်ဒါကတုံးနဲ့မတူဘူးနော်တုံးကအတန်အနှိမ့်အမြင့်နဲ့အဓိပ္ပာယ်ကွဲတာ register ဆိုတာကကြာကအတန်ရဲ့အရေးသွေး voice quality ပေါ်မူတည်ပြီးစကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကလုံးဝပြောင်းသွားတာမျိုးပါ ဘယ်လိုမျိုးလဲဆိုတော့ဒီလိုလေးစိတ်ကူးကြည့်လိုက်ပါလားကိုယ့်ရဲ့အတန်မှာsetting နှမျိုးပါလာလဲလို့ပေါ့ setting 1ကကြည်လင်းပစ်ထားတဲ့အတန် setting 2ကကျတော့လေတံလေးနဲ့ခေါအောအတန်ဆိုတော့စကားလုံးကလုံးလေးကိုပဲ setting 1နဲ့ပြောရင်အဓိပ္ပာယ်တစ်ခု setting 2နဲ့ပြောလိုက်ရင်လုံးဝကိုမတူတဲ့အဓိပ္ပာယ်တစ်ခုဖြစ်သွားတာမျိုးပါတော်တော်လေးကိုထူခြားတဲ့စင်တစ်ခုပါပဲ ကဲအတန်ဒီအကြောင်းပြောပြီးပြီဆိုတော့အခုစာရေးစနစ်ဘက်ကိုကူးလိုက်ကြရအောင်ဒီစကားလုံးတွေကိုစာရက်ပေါ်မှာဘယ်လိုတင်ကြတယ်လဲသူတို့ရဲ့စာရေးစနစ်ကထူးခြားတဲ့တီထွင်မှုတွေကနေခင်မီစံလုံးတွေစီကိုဘယ်လိုပြောင်းလဲလာတယ်လဲဆိုတာကြည့်ကြမယ် ဒီကအဖြစ်စာရေးစနစ်နှမျိုးကိုတွေ့ရပါတယ်တစ်ခုကတမိုင်းဝင်ပေါ်ချင်းဟောစာရေးစနစ်ပါဒါက20ရာစုအစောပိုင်းကတီထွင်ခဲ့တဲ့သူတို့ရဲ့ကိုပိုင်စစ် Lepic script တော်တော်လေးကိုထူးခြားတယ်ဒါပေမဲ့အခုတော့တွင်တွင်ကြဲကြဲမတုံးတော့ပဲတမိုင်းဝင်အမွေနှစ်အငယ်နဲ့ပဲရှိပါတော့တယ်အခုလက်ရှိခင်မီစာအဖြစ်တုံးနေတာကတော့1950ခုနှစ်တည်းကကျုံးနိုင်နယ်မှာတီထွင်ခဲ့တဲ့ Latin အခရာကိုအခြေခံထားတဲ့စာရေးစနစ်ပါဒါကိုပဲအခုဝေပြီးနဲ့ရဲ့ပညာရေးအုပ်ချုပ်ရေးနဲ့ထုတ်ဝေရေးတွေမှာတရားဝင်တုံးဆွဲနေပါကဲဒါဆိုကျွန်တော်တို့အချက်လက်တွေတော်တော်များများသိခဲ့ရပြီနော်ဘာသာပေတာအကြောင်းလူဦးရေအကြောင်းစာရေးစနစ်အကြောင်းအခုအဲ့ဒါတွေအားလုံးကိုပြန်စူးစီးဒီအဓိကအချက်ကိုကြည့်အောင်ဘာသာစကားဆိုတာဘာကြောင့်ကိုယ်ပိုင်လက္ခဏာဖြစ်နေရတာလဲဒီဘာသာစကားမိသားစုကဘာလို့ဒီလောက်ရေးပါနေရတာလဲ ဒီချက်ကတကယ်ကိုအဓိကအကျဆုံးပါပဲဝါလူမျိုးတွေတော့သူတို့ရဲ့ဘာသာစကားဆိုတာဒီတိုင်းစကားပြောတဲ့ကိရိယာတကူမဟုတ်တော့ဘူးဒါဟာသူတို့ရဲ့နိုင်မယ်ရေးဆိုင်ရာကိုယ်ပိုင်လက္ခဏာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဝါဖြီနေရဲ့အမတ်တန်စိတ်တကယ်ကိုစွမ်းထက်တဲ့သင်္ကေတတကူဖြစ်လာပါတယ်တစ်ဖက်မှာရှိတဲ့လောကလူမျိုးတွေတော့ကြတော့သူတို့ရဲ့ဘာသာစကားဟာသူတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုတိုးလောင်းထားတဲ့အဖို့တန်တေတာတုံးလို့ပါပဲထိုင်းနိုင်ငံမှာဆိုကျေးစီတွန်းတာတို့ရက်ကန်ရက်တာတို့လို့သူတို့ရဲ့ရိုးရာဓလေ့တွေကိုဒီဘာသာစကားနဲ့တက်ဆန်မျိုးဆက်သစ်စီကိုလက်ဆင့်ကမ်းနေတာပါဆိုတော့ဒီနေ့ကျွန်တော်တို့လေ့လာခဲ့တဲ့ဝဲလိုဝဘာသာစကားမိသားစုဆိုတာဥပမာတစ်ခုပါပဲဒါကိုကြည့်ပြီးစဉ်းစားစရာဖြစ်လာတာကကမ္ဘာပေါ်မှာလူသိမ့်မသိတဲ့တခြားဘာသာစကားတွေထဲမှာတော့ကိုယ်ပိုင်လက္ခဏာအမျိုးသားရေးနဲ့ပတ်သက်တဲ့ဘလို့ဝဲထားတဲ့ဇလန်းတွေပြောပြဖို့စောင့်နေအောင်မလဲဒါကတော့ကျွန်တော်တို့အားလုံးအတွက်ဆက်ပြီးစဉ်းစားစရာရှာဖွေစရာမေးခွန်းတစ်ခုအဖြစ်နဲ့ပဲဒီနေ့တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစီနောက်တစ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆွေးနွေးကြပါမယ်